အားလုံးပဲမင်္ဂလာပါ something အပန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ Italian meringue ကိုဘယ်လိုလုပ်လဲဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်သူ့ဘယ်မှာသုံးလဲဆိုတော့ butter cream လုပ်တဲ့နေရာမှာသုံးတယ်ဒါမှမဟုတ် macaron လုပ်တဲ့နေရာမှာသုံးတယ်ဒါမှမဟုတ်လို့ရှိရင်ပိုင်တွေတက်တွေကိုအလှဆင်းတဲ့နေရာမှာသုံးပါတယ် Italian meringue လုပ်တော့မယ်ဆိုရင်ပထမဆုံးကျဲဥအကကိုယူပါတယ်ကျဲဥအကတစ်လုံးနဲ့စလုပ်မယ်ပေါ့နော်နောက်ပြီးတော့တကြားကြတော့ကျဲဥအကအလေးချိန်ရဲ့နှစ်ဆပါအဲ့ဒါကိုအိုတိုးတက်တက်ထည့်ပါမယ်ပြီးရင်ရေးထည့်ပါမယ်ရေအားကြောက်တခြားရဲ့3ပုံတစ်ပုံမှာဖော်ဝင်ပစ္စည်းအလုံးချိန်ပြီးပြီဆိုရင်ကျဲဥကားတဲ့ကိုတမြရည်တို့မဟုတ်ခရင်တော့တတာထည့်ပါမယ်ကျဲဥအပွားရိုက်မှာမလို့ပါကျဲဥအကောင်အပွားရိုက်ဖို့အတွက်ပြင်းနေတော့မှဒီဘက်မှာလည်းတခြားနဲ့ရေကိုမီးပူပေးရပါမယ်ကျဲဥကောင်ကိုမင်းစားနဲ့အပွားရိုက်ပါမယ်အပွားရိုက်လို့တောင်းလာပြီဆိုလို့ရှိရင်တော့ခဏလေးထားပြီးတော့ဟိုဘက်ကတခြားဘက်ကိုသွားပါမယ်ကျဲဥကရိုက်နေတော့မှပဲတခြားလည်းတော်တော်စုနေပါပြီ။အခုချိန်ကြည့်လိုက်ပါမယ်130ဖြစ်နေပါပြီ။သူ118 119လောက်ထိရအောင်ထားပါမယ်။အခုက114ပါ။119ဖြစ်သွားပါပြီ။ဒါဆိုမီးပူပေါ်ချပါ။မီးပူပေါ်ချပြီးတော့ခုနကျဲဥအကရိုက်ထားတဲ့တဲကိုဖြည်းဖြည်းချင်းလောင်းထည့်ပါ။ဘေးနားနေလောင်းထည့်တာပိုကောင်းပါတယ်။ပြီးရင်ကျဲဥအကကိုတောက်နေအောင်ဆက်ပြီးတော့မှွေပေးပါ။ဒါဆိုလို့ရှိရင်တော့ decoration လုပ်လို့ရအောင်တောင်းနေတဲ့ Italian meringue လေးရပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။နောက်လည်းဒီလို baking tips တွေပြပြပေးသွားမှာမို့ something အပန် follow လုပ်ပေးထားကြပါနော်။